ကိုကအကောင့်ကြည့်မဲကိုဒီကိုရဲ့ကလေးနဲ့မြတ်သုံးပြီးတော့เนาะဖွင့်မရတဲ့ဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြချင်ပါတယ်ဆိုတော့ရင်ဆုံးပါเนาะကျွန်တော်တို့ရဲ့ကိုရဲ့ကြည့်မဲကိုဒီနေရာမှာရေးမယ်ပြီးလို့ရှိရင် next လို့ရှိရင်ဒါကိုရဲ့ password ပေါ့เนาะ password တွေတော့ man ဖို့လိုတယ်ပေါ့เนาะပြီးလို့ရှိရင်ဒီမှာ confirm my age ဆိုတဲ့ဟာကိုတွားမယ်နော် next ပြီးလို့ရှိရင် yes I am 13 plus ပေါ့နော်ကျွန်တော်ကတော့73နှစ်ထက်ပေါ့နော်ဆိုတော့ဒီမှာကျတော့ကိုရုံမတဲ့ grade ပေါ့နော်ကိုရုံမတဲ့ grade ကိုဒီမှာရေးလိုက်ယူလိုက်ပြီး next ဒီမှာကျတော့ကျွန်တော်တို့เนาะ merchant tracker ရှိတဲ့သူတွေကတော့ merchant tracker ချက်လက်တွေဖြည့်ပေါ့နော်ဒါမှမဟုတ်ဒီထားဆိုင်ကိုတုံးနေသူတွေကတော့ထားဆိုင်ကိုထေးပါဒီမှာ cat number ပေါ့နော် cat number 14လုံးလားမသိဘူး16လုံးလားပဲအဲ့ဒါထည့်ရမယ်ပြီးလို့ရှိရင်အောက်မှာအဲ့ဒီ cat ရဲ့တက်တန်းပေါ့နော်ဘယ်နှလားဘယ်နှခုနှစ်မှာကောင်းတယ်ပြီးလို့ရှိရင်ဒီ CVC နံပါတ်တွေရေးရမယ်ပေါ့နော်ဆိုတော့ဒီဟာကတော့စိုးရင်ဆရာမလိုဘူးပေါ့နော်တကယ်အသက်ပြည့်တဲ့သူတွေကတော့ဒီလိုမျိုး cat တွေရှိတယ်ဆိုတော့သူတို့ကိုသက်သေပြတဲ့သဘောပါပဲဒီမှာကကျွန်တော်တို့ကိုယ့်ရဲ့လိပ်စာနဲ့ဒီ email ပေါ့နော်ဒီမှာ email address ဒီ gmail address ဒီမှာထည့်ပေးရမယ်ပေါ့နော်ပြီးလို့ရှိရင် accept ကိုနေမယ်နော်โอเคဒီမှာနော်ပြီးလို့ရှိရင် sign in ပြန်ဝင်ရမယ်ခုနဝင်ထားတဲ့ကိုယ့်ရဲ့ gmail ပေါ့နော်Gmail ကိုရေးပြီး next နိုင်မယ်ပြီး password ပြန်ထည့်ပြီး next ပေါ့နော် password မှားနေတယ်တဲ့ဆိုတော့ပြန်ရေးမယ်နော်ဆိုတော့ဒီမှာ password မှားနေတယ်ဆိုရင်တော့ပြန်ထည့်ပြီးတော့ next လုပ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဝင်သွားပြီဆိုတော့ဒါရသွားပါပြီလို့နော်ဒီမှာ Gmail တွေပြန်ကြည့်လို့ရပြီပေါ့နော်ဆိုတော့ကိုယ့်ရဲ့ကလေးနဲ့ဖုန်းတွေ Gmail တွေများသုံးတဲ့သူတွေနော်တကယ်လို့ဒီကိုယ့်ရဲ့မွေးတက် grade တွေပြန်ပြီးတော့ confirm လုပ်ခိုင်းတယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးပုံစံနဲ့လုပ်လို့ရပါတယ်ဆိုတော့ကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြပေးတာဖြစ်ပါတယ်အစားအဆုံးကြည့်ပေးတဲ့အလုံးကိုကျေးဇူးတင်ပါတယ်လို့နော်နေ့တိုင်းမှာပျော်ရွှင်ပါစေ